အားလုံးပဲမင်္ဂလာပါတဟော်ဘီပို့စတိုစာကြည့်ခြေပြူစာအုပ်ဆိုင်နေပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ကကြတော့စာအုပ်လေးတက်ဖို့ရိုင်းနေပါလေတက်ဖို့ရိုင်းနေဒီနေ့စာအုပ်တွေထက်ရောက်တယ်ပေါ့လေနော်တကယ် special စာအုပ်တွေကြီးပါပဲကျွန်တော်စီမှာလေအဲ့ဒါနဲ့ကျွန်တော်လည်းဒါလေးဗီဒီယိုရိုက်ပြီးတင်နေတာနဲ့ဗီဒီယိုလေးဓာတ်ပုံလေးလည်းရိုက်တယ်ဒါကတော့ဗီဒီယိုရိုက်လိုက်တာပေါ့နော်ရောက်တဲ့စာအုပ်လေးတွေမိတ်ဆက်တဲ့အနေနဲ့ပေါ့စာအုပ်တွေကတော့ဒါတွေကတော့ကျွန်တော်စီမှာရောင်းရတဲ့စာအုပ်တွေပေါ့ဗျာနော်ဆီယမခင်ခင်တူရဲ့ဒီတော်မင်းသမီးတို့မိတ်ကန်တို့ကတော့တည်ရတိုင်းပဲကျွန်တော်စီရောင်းရတဲ့စာအုပ်လေးတွေပေါ့လေအဲ့ဒါလေးတွေကုန်သွားတယ်အားကြောင့်မှားတာပေါ့လေနော်နောက်တစ်ခုကကျတော့ဆီယမပုံညာခင်ရဲ့ဒီလက်ကျန်လာအောင်ပေါ့လေနော်လက်ကျန်လာအောင်လည်းကျွန်တော်စီမှာရောင်းရပါတယ်အဲ့တော့ဒါကတော့နမူနာပေါ့နော်ကျွန်တော်ငါ့လိုမျိုးမှားတာပေါ့နော်10အုပ်တို့အဲ့တော့ဒီစာအုပ်လေးတွေထပ်မှားတာပေါ့ဗျာနောက်တစ်ခုကကြတော့ဒီလေယူသုံးလည်းရောင်းရတယ်ဗျာကျွန်တော်ရှိမှာစစ်နှစ်ငင်းငင်းရေးထပ်ပေါ့လीနော်ဒီလေယူသုံးစာအုပ်လေးရောင်းရတယ်ရောင်းရတော့သူကနှစ်တွဲပေါ့လीနော်ဒါလေးကတော့ရောင်းရတယ်ပေါ့ဒါ1000ရောင်းတော့ပေါ့နော်ကျွန်တော်စီမှာဒီဥစ္စာဆို285ဒီဥစ္စာဆို330ဒါလေးဈေးလေးပေါ့နော်နောက်ပြီးတော့ကျွန်တော်မှားတာပါလဲဆိုတော့ CTO လို့ပဲကျွန်တော်အတူကောက်ခေါ်တယ်အတူကောက်ရေးထားတဲ့အတိုင်းပေါ့လीနော်ဒီ English for Secretary ကဒါပို့1ပေါ့နော်ပို့1ကျွန်တော်ကဒီအင်္ဂလိပ်စာတွေလေ့လာခဲ့တော့ကတော့ဒီစာအုပ်လေးကကျွန်တော်မရရှိတယ်ကျွန်တော်ကြိုက်ခဲ့တဲ့စာအုပ်လေးပါပေါ့လေအခုလည်းဈေးလဲတက်တာသေးတယ်ပေါ့လीနော်ဒါ100နဲ့ကျွန်တော်စီမှာရောက်တော့114ပတ်လား1နှစ်လေးလားအဲ့ဒါ130လားတိကျတော့မသိဘူးဈေးမကြည့်ရသေးဘူးပေါ့လေအဲ့တော့ဒီစာအုပ်လေးကျွန်တော်ကြိုက်ခဲ့တဲ့ထဲမှာပါပါတယ်ဒါလေးကကျွန်တော်လေ့လာခဲ့တဲ့ထဲမှာဒီစာအုပ်လေးပါခဲ့တယ်ပေါ့လေအဲ့တော့ဒီစာအုပ်လေးလည်းကျွန်တော်ညွှန်ပြတာလည်းပါတယ်အားကြောင့်လည်းဒီနေ့လေးရောင်းရတယ်ပေါ့နော်ကျွန်တော်ဒီစာအုပ်လေးဆိုအများကြီးမှာဒါအခုဆိုလည်းအုပ်20မှာတာပေါ့လေနော်အုပ်20ဒီမှာအထားရင်နောက်တစ်ခုကကြတော့ဒီအချစ်ဦးတဲ့ဖေမြင့်ပေါ့နော်ဆရာဖေမြင့်စာအုပ်တွေကျွန်တော်ကတော့ဒီចောင်းသားဘဝတုံတဲ့ဟာဒီဆရာဖေမြင့်စာတွေကိုကြိုက်ခဲ့ဆိုအဲ့တုန်းကလည်းဗျာဒီကျွန်တော်တို့စာစပတ်တဲ့motivation ပေါ့ဗျာတက်ကြမ်းနေဘာညာကွိကွာတွေပေါ့အဲ့လိုမျိုးဖတ်ရင်လည်းဖတ်တော့ဆရာဖေမြင့်လည်းအဲ့ line ဆိုတော့ကိုတော်တော်အကုန်လုံးနှီးပါလို့ပြောမလားဒါမှမဟုတ်ဒီအချစ်ဦးပဲဟုတ်တယ်ဒီအချစ်ဦးမဖတ်ရသေးဘူးကျန်တဲ့စာဝတ္ထုတိုလေးတွေဆိုလည်းကျွန်တော်အရန်ကြိုက်တယ်ဗျအဲ့တော့ဒီစာအုပ်တော့မဖတ်သေးဘူးပေါ့နော်ကျန်တဲ့စာအုပ်တော်တော်များတော့ဖတ်ပြီးပြီသူ့ရဲ့နာမည်ကြီးစာအုပ်တွေပေါ့ဗျာဒီဘာသာပြန်တွေပေါ့လေဒီဘာကြောင့်ခုဒီမချမ်းသာသေးရလဲဘေဘီလုံးတို့ဒီအောင်ပါလေမဟာဗျူနာရှင်များတို့เนาะနောက်စာအုပ်ကဘာတို့အများကြီးပဲကျွန်တော်အဲ့ဒါတွေအကုန်လုံးဖတ်ပြီးလို့ပြောလို့ရအခုတော့မေ့ပြီပေါ့ဗျာအဲ့တော့ဒီကျွန်တော်အဲ့ထဲမှာဘယ်ဟာလေးတွေကြိုက်လဲဆိုကျွန်တော်ကဒီစာအုပ်အဲ့တော့ဗျာစနစ်တကျတိဆောက်တာစိတ်တတိစွမ်းများတို့ဒီလိုစာအုပ်တွေကျွန်တော်ကြိုက်ခဲ့တာပေါ့ဗျာအဲ့လိုပေါ့စိတ်ဓာတ်နဲ့နီးနာလို့ကျွန်တော်ဥပမာပြန်သတိရတယ်နော်ထားပါတော့အဲ့တော့ဒီဆိုစာအုပ်တွေထဲမှာကျွန်တော်ဒီဝတ္ထုလေးတွေကိုတော့ကျွန်တော်ပို့ပြီးတော့ဆိုဝတ္ထုတိုလေးပေါ့လေဝတ္ထုလေးဆိုကျွန်တော်ကြိုက်ခဲ့တယ်ပေါ့လေနော်အဲ့တော့ဒီဝတ္ထုတိုလေးဆိုအကုန်ဖတ်ပြပါတယ်ဆရာဖေမြင့်ရဲ့ဝတ္ထုတိုလေးအခုတစ်ခေါက်လဲကျွန်တော်ဆရာဖေမြင့်ရဲ့စာအုပ်တွေမှားတယ်ပေါ့နော်ဈေးလေးတွေလည်းတက်သွားပါတယ်ဘာလို့ဆိုဆရာဖေမြင့်ရဲ့အသက်မဟုတ်ဘူးပေါ့နော်အဲ့စာကကျွန်တော်ဖတ်တယ်ဆေးရုံနဲ့နောက်ကျွန်တော်ပြပါမယ်အဲ့ဒါတော့မဖတ်ရသေးဘူးပေါ့နော်တော်တော်များများတော့ဖတ်ပြီးပြီလို့ပြောလို့ရတယ်အဲ့ဒါလေးကလည်းအသက်ပါကျွန်တော်ချိန်မှာမရှိဘူးဒါအမှားလေးရှိလို့ပေါ့နော်မောင်မအကြောင်းကိုဆိုရင်တော်တော်များသိမလားမသိဘူးပေါ့အဲ့တော့ဒီစာအုပ်လေးကဒီတရားသူကြီးတယောက်အမတရားချက်များပေါ့နော်ဒါလေးဒီအသက်ရောက်တယ်ကျွန်တော်စီမှာပေါ့လေဒီဥစ္စာလေးကိုရောက်တယ်ပေါ့ကျွန်တော်ဒါ9လောက်ပဲမှာတာနောက်ပြီးတော့ဆရာဖြူတီဟာရဲ့မမေရောပေါ့နော်ဒါလေးလည်းကျွန်တော်ထပ်မှာလိုက်တယ်ကျွန်တော်စီမှာနေအတားရင်နောက်တစ်ခုကဒီရက်ပိုင်းဘာရောက်ရလဲဆိုရင်ဒီစာအုပ်ပါကုန်းမောင်ရှာပုံတော့ပေါ့လေနော်ညိုမြရဲ့ဒါပြန်ထွက်တာပါဒီပြီးခဲ့တဲ့ရက်ကစပြီးကျွန်တော်တောက်လျှောက်ရောင်းရတယ်ကျွန်တော်စီမှာထားတိုင်းစာလေးအကုန်သွားတာပေါ့နော်9အောင်မကောက်ဘူး10ဟုတ်9လောက်ရှိပြီဒီလအတွင်းမှာပဲကျွန်တော်ရောင်းရတာပေါ့လေဒီစာအုပ်လေးကျွန်တော်ထပ်မှာရတယ်ပေါ့လေကွက်တီပါပဲကျွန်တော်စီမှာကျွန်တော်ခြံထားတဲ့စာအုပ်လေး
ကိုတော်မှာပဲကျွန်တော်ထုတ်ရောင်းလိုက်ရတယ်ပေါ့နော်အဲ့တော့ကွက်တီပဲဒီနေ့ရောက်လာပြီနောက်လူချင်းတဲ့လူတွေအတွက်ဒီဥစ္စာလေးကဈေးကြီးသွားဈေးတက်သွားပြီပေါ့နော်ကျွန်တော်ရောင်းတာတော့အခု385ဘတ်ပေါ့လေအဲ့လိုရောင်းတယ်အဲ့ဒါလေးရောက်တယ်နောက်တစ်ခုကတဲ့ဟိုတနေ့တော့ကျောင်းသားမိခင်တယောက်ကကျောင်းသားမိဘပေါ့လေမမမိဘတယောက်လာတာ ਨੇ ကျွန်တော်ဒီမိဘတို့ရဲ့ဟိုတငယ်ဥယျာဉ်ပေါ့နော်သူငယ်အဲဒေါ်လာသိန်းတွေပေါ့လေဒေါ်လာသိန်းတွေရဲ့ဆောင်းလေးတွေကျွန်တော်မှာရောက်ပါတယ်ဒီဒေါ်လာသိန်းတွေကတော့ဒီပညာရေးနဲ့ပတ်သက်တဲ့ဟာလေးပေါ့လေနော်အဲ့ဒါလေးတွေကျွန်တော်ဝယ်တယ်နောက်တစ်ခုကဆရာဖေးပြန်ထွက်တဲ့စာအုပ်လေးပါဒါလေးကတော့နော်ဒီစေးရုံဆိုတဲ့စာအုပ်လေးနော်ဒါလည်းကျွန်တော်လည်းမဖတ်ရသေးပါဘူးဒါပြန်ထွက်တာပေါ့လေအဲ့တော့ဒီစာအုပ်လေးကစီပြန်ထွက်တော့တည်ရတာမျိုးစီကလည်းနည်းနည်းမြောက်တာပေါ့လေအဲ့တော့ဒီစာအုပ်လေးကျွန်တော်စီအစ်စ်ရောက်ပါတယ်နောက်တစ်ခုကနောက်တစ်ခုအစ်စ်ကကြတော့ဒီနှစ်ကာလတိုက်ထုတ်ပေါ့လေနှစ်ကာလတိုက်ထုတ်ကနေပြီးတော့ဒီလူရွှင်းရဲ့ဟော်ဟစ်ကြွေးကြော်ခြင်းနဲ့ဒါတော့ကျွန်တော်ဖတ်ရသေးပါဘူးအစ်စ်ပေါ့လေအစ်စ်ရောက်တာပါအဲ့တော့ဒီစာအုပ်လေးလည်းကျွန်တော်စီဆိုင်မှာဝယ်လို့ရပါပြီเนาะအတားရဲ့နောက်တစ်ခုကခုနကဒီသုံးခုပစ္စည်းကတော့ကျွန်တော်ပြောပြပြီးပြီပေါ့နော်အတားရဲ့နောက်တစ်ခုကကျွန်တော်ကြိုက်တဲ့ဟာမရနာနိုတရီပေါ့နော်ဒီစာအုပ်လေးပေါ့နော်ဒါလေးဆိုရင်ကျွန်တော်ကြိုက်တယ်ဗျဒီထဲကဝတ္ထုတို့လေးဆရာမင်းမျိုးအားကြောင့်ကျွန်တော်ဝတ္ထုတို့လေးပို့ပြီးကြိုက်ဖြစ်တယ်ပေါ့လေဝတ္ထုတွေမှာဒီ chicken soup for soul ကနေပြီးတော့ဘာသာပြန်ထားတဲ့နှလုံးသားအာဟာရနော်1 2 3ဆိုပြီးတော့စာအုပ်ပပလေးသေးလေးအဲ့ဒါလေးဆိုလဲကျွန်တော်အရန်ကြိုက်ခဲ့တယ်ပေါ့လေနော်ဟုတ်ဒီစာအုပ်လေးဆိုလဲကျွန်တော်ကြိုက်ပါတယ်ဒီထဲမှာဆိုလဲဒီဥစ္စာဆိုလဲဒီခေါင်းစည်းပေါ့နော်ခေါင်းစည်းကလည်းအရန်ကျွန်တော်ကြိုက်တယ်ပေါ့ဗျာအဲ့လိုပဲပြောမှာပေါ့နော်အဲ့တော့ပေါ့နော်ခေါင်းစည်းဟိုချားရီမဖတ်ပြရင်တော့ဒါလေးကိုတော့ဖတ်ပြရအောင်ဖတ်ကြည့်ပါပေါ့နော်အဲ့တော့ကျွန်တော်တကယ်သေးပါပြီဆိုတော့ကောင်းတယ်ဗျာအဲ့တော့ဟိုပြောရတာဟောဖြစ်တယ်ကျွန်တော်ကတော့ဖတ်စီပါတယ်ဒီစာအုပ်လေးဆိုဖတ်ပြောပါတယ်ဘာလို့ဆိုတော့ဒီဝတ္ထုတိုလေးဆိုတော့ဗျာဟိုအရင်ကြီးလဲဒီဘယ်လိုပြောမလဲအချိန်မပေးရဘူးပေါ့လေနော်ဒီမှာတော့တိုလေးပေါ့နော်တစ်ကနေ7နှစ်ထိပဲစာမျက်နှာအဲ့လိုလေးပဲရှိတာအဲ့တော့ကျွန်တော်ကတော့ဒါလေးတွေကိုဖတ်စီခြင်းပါတယ်ကျွန်တော်စာကြည့်တိုင်းမှာလည်းဒီစာအုပ်လေးတွေအကုန်ထားထားရပါတော့ဒါရောင်းတော့ဒါလေးတွေကတော့ဈေးတော့တက်တယ်ကျွန်တော်စီရောင်းနေဆိုရင်တော့114ဘတ်လားမသိပါဘူးကျွန်းလည်းကောင်းပါတယ်ကျွန်းနော်ဒါကျွန်းမှာကျွန်းနဲ့ခြားဝတ္ထုတို့များပါလေဒါဆရာဖေးမြင့်စာအုပ်ပဲနောက်ပြီးတော့တဲ့ဒေါက်တာသိန်းတွေရဲ့ခုနကဒီကလေးကိုချစ်ရင်မချောက်ပါနဲ့နော်ဒီစာအုပ်လေးကလည်းခုနကလေးမိဘလေးလာတာနဲ့ကျွန်တော်ဒါလေးဝယ်လိုက်တာပေါ့နော်နောက်ပြီးဒေါက်တာဒီဥစ္စာကခုနက CTO ပါ CTO ကကျွန်တော်အများကြီးဝယ်လိုက်တယ်လာဝယ်လို့ရှိရဒါလည်းအစ်စ်ပါကျွန်တော်ဒီစာအုပ်ကတော့ဘာကြောင်းလဲလည်းမသိပါဘူးဒီဥစ္စာလေးပေါ့လေကဝေပြိုရဲ့အချစ်နေကောင်ဆိုတော့ဘယ်လိုဖြစ်မလဲတော့မသိဘူးပေါ့ဒီစာအုပ်လေးကဒီမှားတဲ့လူရှိရပေါ့လေနော်ကျွန်တော်စီမှားတဲ့လူရှိတာ ਨੇ ကျွန်တော်ဒီစာအုပ်လေးကိုမှားလိုက်တာဖြစ်ပါတယ်ဒါရှိမယ်အဲ့တော့ကျွန်တော်စီမှာနော်ဒါကတော့ဒီနေ့ရောက်တဲ့စာအုပ်တချို့ပေါ့နော်အဲ့တော့စာအုပ်တွေကတော့ကျွန်တော်စီမှာဟိုဒီမဲရန်ကုန်ကနေရောက်တယ်ဒီမဲဆောက်မှာပေါ့နော်မဲဆောက်ကနေပြီးတော့ထိုင်းနိုင်ငံအနှက်အယောင်ငွေချင်းနဲ့လည်းပို့ပေးပါတယ်ကျွန်တော်စီမှာနောက်ပြီးတော့တကယ်လို့ကိုကဒီအယောင်ငွေချင်းနဲ့လည်းရတယ်ကိုကပတ်စံငွေကြိုရှင်းမယ်ဆိုလို့ကျွန်တော်တို့ page ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ခင်ဗျာအဲ့တော့ဒီကျွန်တော်တို့လိပ်စာကတော့ The Hobby Book Store ဆိုတဲ့အတိုင်းပဲဒီကိုခဲမမှာရှာရင်လည်းကျွန်တော်တို့ရဲ့နေရာ location ကိုတွေ့ပါလိမ့်မယ်ဆိုင်လာပြီးတော့ရွေးတာတော့ပို့သဘောကျတာပေါ့နော်ကျွန်တော်တို့လည်းအဲ့လိုပဲဗျဆိုင်သွားပြီးယူရတဲ့အရာတာပေါ့နော်ဟိုဟာလေးလံဖတ်တရားလေးလံဖတ်စောင်းဆိုင်ဝင်တနားရီလောက်ချိန်ကြာအဲ့လိုသဘောကျတာပေါ့လေဗျာအဲ့တော့ကျွန်တော်တို့တကယ်လို့ကိုကကြည့်ကျင်တဲ့စာအုပ်တွေရှိတယ်ဟိုစာအုပ်လေးပြပါအောင်ဒီစာအုပ်လေးပြပါအောင်ဆိုလဲကျွန်တော်တို့ page ကနေပြီးတော့လမ်းပြုတ်လို့ရတာပေါ့နော်ကျွန်တော်တို့ page ကနေပြီးတော့ပြပေးပါမယ်ဈေးနှုန်းတွေလည်းအာမနာတန်ဘယ်စာအုပ်လေးကြည့်နေဒီစာအုပ်ကဘယ်ဈေးလဲဆိုပြီးတော့လှမ်းမေးလို့ရပါတယ်ဒီလိုအပ်တာတွေရှိရင်လည်းဒီအကြံပြုလို့ရပါတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်အဆင်ပြေတဲ့စိတ်ချမ်းသာမှုရှိတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ